မဖွာလာပြပြချင်းထူးဆန်းလွန်းတဲ့အခုလိုပုံစံကြောင့်အွန်လိုင်းပေါ်လူပြောများနေတဲ့ဖတ်တီမရဲ့သားလေးထူးဆန်းတဲ့မျက်နှာသွင်းမြင်လက္ခဏာနဲ့ကလေးတယောက်ကိုမဖွာလိုက်တာကတော့အချက်မောင်းတဲ့ဖတ်တီမပါရှင်။ဒါကြောင့်လေလူတွေကတော့ဖတ်တီမရဲ့ကလေးငယ်ကိုထူးဆန်းပြီးကုသိုလ်ကံထူးတဲ့ကလေးငယ်ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။အထူးသဖြင့်လူလောကတွေကိုရောက်လာတဲ့ထူးခြားတဲ့ကလေးငယ်တွေကမိဘတွေကိုထူးခြားစွာအကျိုးပြုကထူးဆန်းတဲ့နမိတ်တွေလည်းပြသတတ်ပါတယ်။အခုတစ်ခါမှလည်းနိုင်ငံစုံအချက်မောင်းတဲ့ဖတ်တီမရဲ့သားငယ်လေးနဲ့ပတ်သက်ပြီးထူးခြားမှုတွေအများကြီးကိုလူတွေကမြင်တွေ့ရတာဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းအဲ့ဒီကလေးငယ်လေးရဲ့မိခင်အချက်မောင်းတဲ့ဖတ်တီမကိုယ်တိုင်ကထူးဆန်းစွာနဲ့နိုင်ငံကျော်ဈေးတယ်မှကြီးဖြစ်လာတာပါ။အစောပိုင်းမှာတော့အချက်မောင်းတဲ့ဖတ်တီမကတာမန်စင်ရချိုတဲ့ကအကျွေးတွေပတ်လက်ဝိုင်းနေတဲ့ဈေးတယ်မှလေးဖြစ်ပါတယ်။ဒါပေမဲ့ဖတ်တီမကသားလေးကိုကိုဝင်ရစင်မှာထူးခြားတာတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်ဖတ်တီမကတံမြာတိတုတ်ကိုထူးထူးခြားခြားချင်းချင်းတက်ခဲ့တာပါ။ဒါကြောင့်လည်းဖတ်တီမကတံမြာတိတုတ်စားတာကို TikTok မှာတင်ရင်းနဲ့နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်ဖတ်တီမနာမည်ကြီးသွားတာကဘိုက်ထဲကသားငယ်လေးရဲ့အကျိုးပေးမှုကြောင့်လို့ဆိုရမှာပါ။ပို့ပြီးတော့ထူးခြားတာကဘိုက်ထဲကသားငယ်လေးစားခြင်းလို့မိခင်ကိုချင်းချင်းတက်စေတဲ့တံမြာတိကိုတနိုင်ငံလုံးကလူတွေကတည်ယူကစားကျင်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဖတ်တီမရောင်းတဲ့တံမြာတိတုတ်ကိုမန္တလေးတစ်မြို့လုံးသားမကတနိုင်ငံလုံးကလူတွေကပါဝယ်စားကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖတ်တီမကဘိုက်ထဲကရင်သွေးလေးရဲ့အကျိုးကျေးဇူးကြောင့်တနေ့ကို330လောက်ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။ဒါပြင်ဖတ်တီမကနိုင်ငံကျော်ဆဲလီအဖြစ်နဲ့ငလင်ပေးမှာ300ချီလူတိုင်းတန်းနိုင်ခဲ့ပါတယ်။ဒါကလည်းပိုက်ထဲကကလေးငယ်လေးရဲ့ကုသိုလ်ကံပါရမီလို့ဆိုရပါမယ်ရှင်။အထူးသဖြင့်ပိုက်ထဲကကလေးရဲ့ကုသိုလ်ကံအကျိုးပေးမှုကြောင့်လို့ပြောရမှာပါ။အားလုံးကလည်းဒီလိုပဲတညီတညွတ်ထက်သတ်မှတ်ပြီးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ဖတ်တီမကဒီကလေးလေးကိုမူဖွားခဲ့ပါတယ်။ကလေးမူဖွားတဲ့အချိန်မှာတော့ဖတ်တီမကလက်မစီပဲရေမွာပေါက်ကအရေးပေါ်ကလေးမွေးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖတ်တီမကသားငယ်လေးကိုမွေးပြီးချင်းတွေ့ခွင့်မရပဲသားငယ်လေးကအထူးကျက်မဲ့ကုသဆောင်မှာစီကူသားမှုခံယူနေရကသားငယ်လေးကိုနိုင်ပိုင်းသာအနှုတ်တိုက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းဖတ်တီမကသူမဘွားကိုကံကောင်းစေတဲ့သားလေးကိုဆုံးရှုံးရမှာကိုယူမတက်စိတ်ပူခဲ့ရပါတယ်။ဒါပေမဲ့အခုခါမှာတော့ဖတ်တီမလှုပ်ခဲ့တဲ့အလူတွေကုသိုလ်ကံကောင်းမှုတွေကြောင့်သားငယ်လေးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ကဖတ်တီမအနားမှာခေါ်ထားနိုင်ခဲ့ပါပြီ။မကြခင်စေအောင်ကနေဆင်းရတော့မှဖြစ်ကဖတ်တီမကသူမရဲ့ကုသိုလ်ကံထူးတဲ့သားလေးကိုမြင်ကျင်ကြားတဲ့လူတွေအတွက်ပြသခဲ့တာဖြစ်ပါတယ်။ဖတ်တီမသားလေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့အားလုံးကအံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။တချို့ကတော့ဖတ်တီမရဲ့ကလေးကိုထူးခြားပြီးတော့ဉာဏ်ပညာပြည့်စုံမဲ့ရုပ်လေးအဖြစ်သတ်မှတ်ကြပါတယ်။အထူးသဖြင့်ဖတ်တီမရဲ့သားလေးကကိုယ်အထုံးနဲ့ကိုလာတဲ့သူလို့ဆိုရမှာဖြစ်ကသူကျမ်းမာစွာမူဖွားနိုင်မှုမိခင်ကြီးကိုပြည့်စုံချမ်းသာအောင်တံမြတ်တိတုတ်ချင်းချင်းတက်ပြပြီးတော့မိခင်ကိုငွေတွေဝင်အောင်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့တွေကတော့ဖတ်တီမရဲ့ကလေးရုပ်ကိုကြည့်ကတာမန်ကလေးမဟုတ်ဘူးလို့ထင်ပြီးတော့စိတ်ပူကြတာတွေလည်းရှိပါတယ်။ဒါပေမဲ့လည်းသက်ဆိုင်ရာဆရာဝန်တွေကတော့ဖတ်တီမဟာလာမစီပဲမူဖွားခဲ့လို့သာတခြားကလေးတွေနဲ့မတူတာဖြစ်ပြီးဖတ်တီမအနေနဲ့မိခင်တို့ကိုအပြည့်အဝတိုက်ကျွေးမယ်ဆိုရင်အာဟာရဖွံ့ဖြိုးကတာမန်ကလေးလေးတယောက်လိုဖြစ်လာမယ်လို့လည်းဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောထူးခြားတဲ့ရုပ်ရည်နဲ့ဖတ်တီမရဲ့သားလေးကိုဘယ်လိုမြင်ကြလဲဆိုတာပြောပြပေးခဲ့ကြပါအောင်ရှင်။